ဒီဘက်ကြည့် Hello hi Andy ချောင်းကြည့်ကြမြတ်သူမိုက်နေကြကွာနေပါလေပဲကြာရပါရဲ့6နောက်ပဲစိတ်စိတ်ပြီရပြီတစ်ဖက်ကတော့ဒီဘက်ကျတော့6ဟိုဘက်ကျတော့စိတ်ပြီလည်း6အောင်ထဲလိုက်ရတယ်မိုးတော့ကပ်ကူနဲ့စင်တူထုတ်ထားတဲ့ဖျားပေါ့နော်အဲ့ဒီဖျားလေးကနေပြန်လာလို့ရှိရင်ကျမတို့စမ်းကြောင်းမှာရှိတဲ့6တက်ကြီးဖျားကိုဝင်မယ်ပြီးလို့ရှိရင်ကျမတို့6တက်ကြီးကိုဝင်မယ်အမေတို့လိုက်ပုံမှာဖြစ်ပါတယ်ကျမတို့အမေတို့လိုက်ပုံမှာဖြစ်ပါတယ်မှတ်မိတယ်ဘာလဲရရရတာအဲ့ဒီကောင်းကောင်းမေးငါသမီး bro ဟိုရိုက်နေဗီဒီယိုရိုက်နေဟုတ်လားအဲ့လိုဖြစ်နေထားတယ်ကျွန်တော်နီးလာမယ်ဟုတ်လားနီးကြလည်းမဟုတ်ဘူးဆုံးရစားလို့ကျွန်တော်သိနေတယ်ကျမလည်းအဝင်းနေတယ်ဝင်းနေဒီချင်းနိုင်ကျမပုံလာတာမှာအဲ့ဖုန်းရစားတွေပါကျွန်တော်ဖတ်လို့မရ40ကျော်ရင်လို့ဝါကျွန်တော်45လေးဟုတ်တယ်45ရှိပါပြီဟောဒါဆိုမောင်လေးတော့40ချတနည်းနဲ့ကြက်ခေါင်းမယ်ကိုကြီးပေါ့အဲ့89မွေးတာပေါ့ဟုတ်တယ်ကိုဟုတ်တယ်ဟုတ်တယ်မလားဟုတ်တယ်80 12လပိုင်းဟုတ်ပြီလားပိုင်း80ဟိုကြီးတယ်ပြန်ခေါ်တော့ပြန်ချေတော့ဘာဒီမှာမေးပြောနေလိုက်ပြီဟာအမှန်ပါတော့ခဏခဏနေမိသားစုကျွန်တော်ခဏခဏခါကြတဲ့တနေကုန်ငားတဲ့နေတယ်လို့ပဲတနေကုန်စိတ်တလုံးနေပြရမယ်ပြောမိပါပြောအဲ့လိုပဲမိသားစုအားရစုစုစည်းပဲအဲ့လိုနေအဲ့သမီးတောင်မကုန်းရောက်သွားတယ်လို့ခံစားရတာစစ်ကနေစကားပြောလာတာစကားပြောလျှက်စစ်ကစကားပြောဘလို့ဆိုပြီးတော့ဈေးရောက်တယုံလုံးမှောင်မဲသွားတာပြီးလဲပြီးတော့ငလေးစလှုပ်လာပါလေရောငါတည်းလေ6မကြည့်တူကြတယ်ဒါတော့စီဟုတ်တယ်စနေတနေ့ဝင်နေတော့ညစီတယ်ဒီမှာတော့ရပြရောက်ပြီဟုတ်တယ်ရောက်ပြီဟုတ်ပါတယ်ဆိုဟိုကားသွားတာပါဆိုမင်းကိုပို့ချင်နေတဲ့နေရာလေးငါနောက်ဆုံးပို့လိုက်ရပြီမိတစကပုံစံနဲ့တွေ့လားဘယ်နဲ့စူဆိုလားမသိရှိတယ်ပြောတယ်အဲ့မှာအဲ့လိုက်နော်မရောကတ်ရိုက်နော်ပုံစံနဲ့လောက်တာကရန်ကုန်ရဲ့ဟိုအမှုတော်ကတ်ပေါ့နော်ဟိုကအင်လီတို့ဟိုမှာရောက်ခဲ့တာတို့အင်လီကအိန္ဒိယတို့မှုတော်ကတ်ဒါပုံစံနဲ့ပုံစံတူထုတာသမင်းစားကြီးစီရေကလေးနဲ့နားလို့ရမယ်နေရတာရှာခဲ့လိုက်ဟိုမှာလက်တကြီးဆွဲတယ်ပြည့်ဖို့တနခါလို့ရတယ်အင်းကဘယ်လာကြလဲဟောဝါရှေ့ကနေရိုက်မှာဒါလေးကနှိမ့်နေဒါကတော့ကျမရဲ့အချက်ဆုံးလေးပါကျမတဲလေးပါကျမလေးကျမတဲလေးအမကြည့်ပါအဲ့ဒါတော့လေးပါကျမသမီးငယ်ဆုံးလေးချစ်တုံးလေးသူ့စတိုင်လေးကလမ်းနေဒီချောကြမယ်ဒီလမောကြီးဒီမှာနေရတာအဲ့သမီးရေလုံးဒီရတဲ့မှာလာခိုင်းလာတယ်ဒီရတဲ့လာခိုင်းနာဟုတ်တယ်ဒါမဲ့ဝင်တော့ဟ
ဟုတ်ကြဟိုဘလန်းနဲ့ဘေးလန်းနဲ့ကမ်းမင်းနဲ့ဆိုနီးလုံးနဲ့စဉ်းစားပြလိုက်ဒီမှာလိတ်ကလေးတွေရှိပါတယ်ဒီကန်ထဲမှာဒီမှာလိတ်မမခေါင်းလေးမေးချပေးလိုက်ကြမေးချအော်မချနဲ့ဟဲ့ဒီမှာတော့အမေဒီမှာတော့ဒီဟုတ်တယ်ဒီမှာမဒီမှာအပေါ်တက်လာတာတကောင်ဒီမှာတကောင်ဟိုမှာတကောင်အများကြီးပဲကိုရဗတဲ့မှာကိုထဲလိုက်တော့ကိုရလူစားလားအော်ရေမပြောပါအကားစားလားကိုရကွန်စားနေပြီအားကြောင့်လက်ဖိတ်တော့မှခုနကားသမားကြီးတိုက်သွားတာဒါရတဲ့လက်ဖိတ်တော့ကိုလူချစ်လူကွန်ပေါ်ရတယ်ဆိုတော့ဒီလေးကဘူးလေးဘူးရင်းတဲ့နေရာလေးပြန်အေးရပြန်လေးတော့ဒီပေါ်ကလာဖို့ပြီးတော့မနာမပေါ်ရတယ်အကောင်ကလာဖို့ရောက်ပြီတာမီအိုက်ကမှာအားမရောက်ပြီဒီလောင်နှိမ့်လောင်ပြီးနှိမ့်လောင်အေးသူ့မိလေးနဲ့စာရေးနှိမ့်ရကျွန်မအိုက်တိုက်ထဲဝင်နေပါလေကိုင်းနေပါဘာနေနေကားရတုံးလို့ရဟုတ်ပါရှိတာပေါ့ခင်ဗျာကိုယ်ကြောင်းနေမယ်လားတို့ဒီထဲမှာလေကိုယ်ရယူပြောင်းအဆောက်အဦကြီးကုန်းကြောင်းနေတယ်ဘုန်းကြီးကြောင်းပဲလာတယ်မှာကျွန်တော်ပြောတာမှာဟိုမလေးကြီးလေအေးရတယ်ဟောဒီမိနေကကုန်းမုံပေါ့ကောင်းတယ်ဒီပေါ်ထားတော့ဗာမဟုတ်ဘူးနဲ့ဘာမလဲဘူးအိမ်မှာတော့ညာဒီမှာလေဒီမှာလေအကြီးရဘမောင်စောကြီးလို့ရတယ်ဟာရောမကြကိုရောက်နေရတော့အဖေကလည်းမသိဘူးကိုထက်ကြီးဖရပါကိုထက်ကြီးဖေးရလားကိုထက်ကြီးဖေးမတော့မင်းမြတ်သူပါဟိုမှာဘိုက်ပူပူနဲ့ဘိုက်တစ်လုံးထွက်နေပါတယ်ဟိုဖေးကလေးလက်
တက်စီက ဟုတ်ပါတယ်နီးကပ်ပြလိုက်ပဲနီးကပ်ရေလေးနဲ့ငါးလေးတွေရှိတယ်မင်းတက်လိုက်ဒီမှာတက်လိုက်ရတွေ့လားငါးတွေ့လားဟိုမှာငါးတွေ ဟုတ်တယ် ဟိုတဲကိုအကျွေးကြီးထည့်လို့ရရဲ့ဟိုတဲကိုလေရအောင်ပြစ်လို့ရရဲ့ဒီလား ပညာရေးလို့ ပညာရေးဆိုပညာရေးကျမကြီးကမရှိဘူးလာဖတ်တာမယ် ရာရဲ့အပြောတာတော့ရောက်ပါပြီဒါကဒီဘက်မှာဖျားလေးတွေရိုက်ရတယ်လေမဘောအခုဟာဆိုဖျားလေးတွေနော်အဲ့ဖျားလေးတေးလေးနော်အလေးရအမေတို့ဟိုဘက်မှာတီဟုတ်တယ်တေချာပြည့်အသိမပြည့်နဲ့အသိအားနဲ့မပြည့်နဲ့ဖြည်းဖြည်းလေးပဲပြည့်ဖြည်းဖြည်းလေးပဲပြည့်တေချာပြည့်တော့ကြည့်မယ်လားဘုရားချီတော်ရမလားဟုတ်တယ်ဒီနာစကိတ်ရှိထားလိုက်တယ် ပြီးပြီပဲတမီးအောက်လည်းရောက်တော့ပုတ်နေဆို ဒီဒါကတော့ငါးထက်ကြီးဖះဖြစ်ပါတယ် အမကျွေးပြီးပြတာတွေ့တယ် ကျွေးစီးပြတဲ့ဟာဒီမှာမရှိတော့ဘူးတနည်း ဟုတ်လေရှိရင်ပြောတာ အေးဘာလား ပြောရင်ကိုရင်းနေတော့အန်ကုန်ဘူးတော့ အကုန်းပိုးတော့သူရတတိမဲ့တော့ သူရဲ့တတိနဲ့ အဘဘိုးမင်းကအဘဘိုးဘိုးဒါကဘိုးဘိုးကြီး အော်ငါတက်ကြီး ဟာမရှိမှာခေါင်းလောင်းကြီးရှိပါတယ်ငါတို့ခေါင်းလောင်းတီးပဲ ပြားခေါင်းနင်းနေကြီး တီးအားနဲ့တီးအားထဲနော်ဒီပဲဒီငါတဲ့ကြီးပြီးရင်6ထက်ကြီးကြံပြီ 6ထပ်ကြီးသွားမယ် ဟုတ်တယ်တော့ငါတို့ဒီမှာကြီးဟိုစနီနံဘာညာရှိတယ်ဖះရေတက်ပဲပြီးလို့ရတယ် ဟုတ်တယ် ဖះရေတက်ပဲပြီးလို့ရတယ်ပြီးဖွားတို့ပြီးရင်တပျော်လာ တနည်းနေ ဝါအနောက်ကမိုက်တာဝါကျုံးနေနဲ့ဝါဒီအနောက်ကြီးကကျုံးနေနဲ့လောက်ထားတာတကယ်မိုက်တယ်
ငါတို့ရှင်ဆုံးငါတို့တပတ်ပြတ်ပြလိုက်မယ်ပြီးဖွားတို့တပြောလိုက်သလားမမေမေ မတိကျပါ ဟိုမမေမေ မတိကျပါ